ကဲတိုင်းအောင်ပြီးသွားပါပြီခင်ဗျ5-4ပါခင်ဗျဝေမင်းတို့ဖမ်းထားတယ်ဝေထောင်ထားပါတယ်ဝေမင်းတို့မဲအောင်တို့မိထားပါတယ်အမှတ်တက်ပါခင်ဗျ6-4ပါခင်ဗျဝေမင်းစားပေးပါပဲညာသားလေးဖမ်းထားတယ်ဝေလိုက်ထောင်ထားပါတယ်ကိုဝေမင်းတို့မဲပြန်တက်ထားပါတယ်စားပေးချိန်ပါခင်ဗျ4-6ပါ4-6ပါခင်ဗျကိုဘူးပဲပြစ်ထားတယ်ညာသားဖမ်းထားပါတယ်ဝေမင်းတို့ပြန်တက်ထားပါတယ်ခင်ဗျမတ်တက်ပါတယ်5-6ပါခင်ဗျအောင်ပြန်လို့လား5-6ပါခင်ဗျဒီလိုဖမ်းထားတယ်ကိုဘူးလိုက်ထောက်ထားပါတယ်ကိုဘလူးပဲပြန်သက်ထားပါတယ်ခင်ဗျကိုဘူးပြန်သက်ထားပါတယ်ကိုရမင်းတို့မဲရမင်းကိုပြန်ပစ်ထားပါတယ်ခင်ဗျကိုဘလေးထောင်ထားပါတယ်ကိုရမင်းတို့မဲညာလာလိုက်ထောင်ထားပါတယ်6-5ပါခင်ဗျအမက6-5ပါခင်ဗျကိုမင်းစားပေးပါကိုမင်းထိုးထားတယ်ကိုမင်းထိုးမဲ့ဖမ်းထားပါတယ်ခင်ဗျကဲစားပေးတစ်လုံးပေါက်သွားပါပြီခင်ဗျအမှတ်တက်ပါတယ်7-5ပါခင်ဗျဝေးပါတယ်ခင်ဗျာစားပေးချိန်5-7ပါခင်ဗျအမေညာသားလေးစားပေးပါကိုဘူးလိုက်ထောင်ထားပါတယ်ကိုဘလူးပြစ်ထားပါတယ်ညာသားလေးလိုက်ထောင်ထားပါတယ်ကိုရမင်းထုံးပြန်တက်ပါတယ်မတ်တက်ပါတယ်ခင်ဗျ7ပါခင်ဗျဟာခွက်တွေရှားတော့မှာဟာခွက်တွေဘယ်တော့ဟာနေလဲဘယ်တော့ဟောက်နေလဲကြာအမှတ်ကတော့7ပါတလင်ညာသားလေးစားပေးပါခင်ဗျညာသားထိုးထားတယ်ကျော်သူလေးမဲကိုဘူးပြန်ထောင်းပါတယ်ဝေမင်းတို့ဖမ်းထားပါပြီကိုပဲလေးထောင်းပါတယ်ဝေမင်းတို့မဲပြန်တက်ထားတယ်ကြာပါတယ်ခင်ဗျကဲမှတ်တူ7ပါခင်ဗျကျော်သူလေးနေစားရမပါဘူးကိုဘကိုတူစုစီမပါဘူးသူကကတန်းငယ်နဲ့တက်တက်လာသူစီကသားမပါဘူးကိုကျော်သူလေးပြောတာ